ဝိဆိုင်တဲ့ခဏပိတ်ချမ်းနတ်ကရှင်တဲ့အချိန်မှာဝယ်ယူခဲ့တာဖြစ်ပါတယ်ကိုဒီသူကလုံခဲ့တဲ့ရက်ကမကန်ရှိပြီးတော့ညပုပ္ပါတောက်ကလတောင်မြတ်သူမှာဒါတော့အသိကံလုပ်ခဲ့ပါတယ်ဒီကုသိုလ်ဒီအားလုံးကိုချမ်းသာခြင်းဖြစ်ပါစေရော့ဒီမှာဟိုဒီတယောက်တော့ပြီးရော့ရော့ဒီမှာတော့ပြီးရော့တိန်း9000တိန်း3000တိန်း2000ရော့တိန်း100တိန်း200ခိုက်သူစမ်းရော့ရော့သမီးတို့လာယူလားရော့ဒါပြီးတော့မယူနဲ့နော်ဒီအားလုံးခိုက်တဲ့လူစမ်းတိန်း9000တိန်း1000တိန်း2000တိန်း300တိန်း500တိန်း100တိန်း50 5000 10တိန်း10တိန်းတိန်း100တိန်း1000ဘာမှမယူလိုက်လေဘာဒီမှာပဲရောရာပြီးသားတော့ဒီနေ့နည်းနည်းကြည့်ပြီးရာပြီးသားလူဝင်လာတော့ပြောတေးပြီးပါတေးပြီးတေးပြီးရာပြီးသားတော့မလာတော့ဆက်ပေါက်ကြပါသေးသိန်း9000သိန်း1000သိန်း300သိန်း500ဝင်ပြီးတာတကယ်ပေါက်ပါလေတကယ်ပေါက်ပါလေတော့ဒီရှိတယ်ရှိတာအေး